အခုလိုမိုးအကုန်ဆောင်းအကူးကာလမှာမီးဖိုးကောင်တွေထိမိပြီးတော့ပေါ့နော်အရေပြားယားယံနေမြန်းတာအရေးကြီးဘူးထားတာတွေဖြစ်တတ်တယ်။အဲ့လိုမျိုးဖြစ်တယ်ဆိုရင်ဘယ်လိုလုပ်ပေးရမလဲဆိုတဲ့အချက်လေးချက်ကိုပြောပြမယ်။ဒီမီးဖိုးကောင်ကကိုက်တာတော့မဟုတ်ဘူးသူကနေပြီးတော့ပီတရင်ဆိုတဲ့အဆိပ်ဓာတ်တို့ရေကိုသူကထုတ်တယ်ပေါ့နော်။အဲ့ဒီမီးဖိုးကောင်ကျွန်တော်တို့ကလက်နဲ့ဖိချင်မိရင်ဒါမှမဟုတ်ရင်ပူမိရင်အရေပြားမှာအနီးကွက်တွေဖြစ်လာမယ်အရေးကြီးဘူးတွေထလာနိုင်ပါတယ်။အဲ့လိုဖြစ်ရင်ဘာလုပ်ရမလဲပေါ့နော်ဆိုတော့ပထမဦးဆုံးหนีပြီးတော့ရားတဲ့နေရာကိုကျွန်တော်တို့ဆက်ပြာနဲ့ရေနဲ့တေချာလေးဆေးကြောပေးပါအဲ့လိုဆေးပေးတာကကျွန်တော်တို့အစိတ်ဓာတ်တွေကိုဖယ်ရှားပေးပါတယ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ရေခဲရေဒါမှမဟုတ်ရိုးရိုးရေနဲ့ပေါ့နော်စိန်ထားတဲ့အဝတ်နဲ့15မိနစ်20လောက်အုပ်ထားပေးပါရားတာနဲ့နာကျင်တာတွေတက်တာစေပါတယ်အရေးကြီးတဲ့အချက်ကကျွန်တော်တို့မကုတ်ဖို့မပုတ်ဖို့အရေးကြီးပါတယ်အဲ့လိုကုတ်မိတယ်ဆိုရင်ကျွန်တော်တို့ယောဂပိုးဝင်ပြီးတော့ပိုဆိုးနိုင်ပါတယ်ဘာတွေလိမ့်လို့ရမလဲဆိုတော့ကျွန်တော်တို့ပိုးသက်စေလိမ့်စီတစ်ခုခုကိုအရင်ဆုံးလိမ့်ထားတဲ့နဲ့လိမ့်ထားရပါမယ်အမာရွတ်ကြံတတ်တာဖြစ်တဲ့အတွက်ကျွန်တော်ကတော့ဆရာဝန်နဲ့ပြသစေခြင်းနဲ့ဆရာဝန်ကခင်ဗျားကိုဘာပေးမလဲဆိုတော့steroid ပါတဲ့လိမ့်စီတစ်ခုခုပေးလိမ့်မယ်ရားတာရောင်တာကိုတက်တာစေမယ်စောစောစီးစီးပေးတယ်ဆိုရင်အမာရွတ်ဖြစ်တာကိုလည်းတက်တာစေပါမယ်တောက်ဆေးအနေနဲ့ဆိုရင်တော့ကျွန်တော်တို့အရာတက်တာဖို့အတွက် antihistamine ဆေးတောက်ဆေးဆေးပြားကိုကျွန်တော်ပေးနိုင်တယ်ဥပမာcitrusine တို့ဆေးမျိုးပေါ့နော်ပြီးတော့ကျတော့ကျွန်တော်တို့ပြင်းထန်တဲ့အရေးကြီးဘူးဖြစ်တဲ့သူတွေမှာဆိုရင်တော့ကျွန်တော်တို့ steroid တောက်ဆေးပါတွဲပြီးပေးတာမျိုးလည်းဖြစ်နိုင်ပါတယ်ဒီမီးဖိုးအောင်ကြိုက်တာကလေအမာရွတ်ကြံတတ်တဲ့အရေးပြားပြဿနာဖြစ်တဲ့အတွက်စောစောစီးစီးဆရာဝန်နဲ့ပြတဲ့နဲ့အထူးသဖြင့်မျက်နှာမှာဖြစ်တာမျိုးဆိုရင်ပို့ပြီးတော့ view site တင်ပါပဲပြဖို့ကြာခြင်းကတော့ကျွန်တော်တို့တစ်ပတ်ကနေ3ပတ်လောက်ဖြစ်နိုင်ပါ